ယနေ့အိန္ဒိယနိုင်ငံမှာဖြစ်နေတဲ့အရေးအခင်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်ကနေစဖြစ်တယ်ဘယ်အကြောင်းအရာတွေပေါ်မှာအခြေခံပြီးတော့ဖြစ်ခဲ့ရတယ်ဘလို့အခြေအနေတွေကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ရပြီးတော့အခုနောက်ဆုံးဘယ်အခြေအနေဖြစ်နေတယ်ဆိုတော့ကိုကျွန်တော်ပရိသတ်တွေသိရှိနိုင်စေဖို့ဂျာပြတ်သတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျကမ္ဘာအကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့အိန္ဒိယနိုင်ငံမှာဒီရက်ပိုင်းလေးမှာတင်ဖြစ်ပွားခဲ့တဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေခွန်းပေါက်ကြားမှုကတာမန်ပညာရေးကဏ္ဍအရှုပ်တော်ပုံတစ်ခုဖြစ်ကနေပြီးတော့နိုင်ငံရေးအကျက်တစ်ခုအထိခြေနေကြီးထွားလာခဲ့ပါတယ်။ကျောင်းသားလူငယ်တွေရဲ့မကျေနပ်မှုတွေကလမ်းမတွေထက်ကနေတဆင့်နိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ပါလီမန်အဆောက်အအုံစီကိုပါရိုက်ခတ်လာခဲ့ပါပြီ။ပြီးခဲ့တဲ့ဇူလိုင်လ20ရက်နေ့ကနယူးဒေလီမြို့မှာအစိုးရကမြို့တော်ကိုလော့ဒေါင်းကန့်သတ်မိန့်တွေထုတ်ပြန်ထားတဲ့ကြားကနေပဲကျောင်းသားကျောင်းသူပေါင်း2000ခန့်ကပါလီမန်အဆောက်အအုံကြီးစီကိုအင်တိုက်အားတိုက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ဒီအင်အားစုကြီးကပါလီမန်ကိုစောင့်ကြပ်နေတဲ့ရဲတပ်ဖွဲ့ဝင်3000ကိုအန်တုကျော်ဖြတ်ပြီးတော့ပထမအရန်တာတကားပေါက်တွေအထိရောက်ရှိအောင်ထိုးဖောက်ချီတက်နိုင်ခဲ့ကြတာကအိန္ဒိယအစိုးရအတွက်တော့ကြီးမားတဲ့သတိပေးခေါင်းလောင်းထိုးသံဖြစ်ခဲ့ပါတယ်။ဒီအုံကြွမှုကြီးရဲ့အဓိကဇစ်မြစ်ဘယ်ကနေစခဲ့တယ်လဲဆိုတော့ပြီးခဲ့တဲ့မေလ3ရက်နေ့ကကျင်းပခဲ့တဲ့ NET UG လို့ခေါ်တဲ့စေတက္ကသိုလ်နဲ့သိပ္ပံဝင်ခွင့်စာမေးပွဲကြီးကနေစတင်ခဲ့တာပါပညာလိုလားတယ်လို့ဂုဏ်ယူတတ်ကြပြီးတော့ပြိုင်ဆိုင်မှုအလွန်ပြင်းထန်တဲ့အိန္ဒိယပညာရေးစနစ်မှာစေဘက်ဆိုင်ရာနဲ့သိပ္ပံတက္ကသိုလ်တွေကိုဝင်ခွင့်ရဖို့အတွက်ဒီစာမေးပွဲတစ်ခုတည်းသာရှိပါတယ်နှစ်စဉ်ဝင်ရောက်ဖြေဆိုတဲ့သူက 2.4 သန်းကျော်ရှိတတ်ပြီးတော့နိုင်ငံအဝှမ်းမှာစာမေးပွဲဌာန9400ကျော်နဲ့ပြည်ပစင်တာ14ခုအထိဖွင့်လှစ်စစ်ဆေးရပါတယ်။ပြင်ပကျူရှင်စရိတ်တွေကလည်းအလွန်ကြီးမားတာကြောင့်လူငယ်တွေနဲ့သူတို့ရဲ့မိသားစုတွေအတွက်ကတော့ဒီစာမေးပွဲကဘဝအဆုံးဖြတ်ပေးတဲ့အလွန်နက်ကြီးတဲ့စာမေးပွဲတစ်ခုဖြစ်ပါတယ်။အဲ့ဒီစာမေးပွဲကြီးကဒီနှစ်မေလ3ရက်နေ့မှာတော့ကျောင်းသား 2.8 သန်းဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။ဒါပေမဲ့စာမေးပွဲမဖြေဆိုမီ42နာရီအလိုမှာတင်မေခွန်းလွှာအများစုအထူးသဖြင့်ဓာတုဗေဒနဲ့ဇီဝဗေဒမေခွန်းတွေကအဖြေတွေနဲ့အတူ WhatsApp အပါအဝင် social media တွေပေါ်မှာပေါက်ကြားရောင်းချခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးတော့အဆိုပါစာမေးပွဲကြိုဝေဖန်မှုတွေကြားထဲကနေပဲအိန္ဒိယအစိုးရကအတင်းကျပ်ကျင်းပခဲ့ပါတယ်ဒါပေမဲ့စာမေးပွဲအပြီးမှာတော့မေခွန်းပေါက်ကြားမှုတွေမေခွန်းရောင်းစားမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေကပုံမခိုင်ခိုင်မာမာနဲ့ကြဲကြဲလောင်လောင်ထွက်ပေါ်လာခဲ့ပြီးတော့ကျောင်းသားတွေကနိုင်ငံအနှံ့ဆန္ဒပြမှုတွေစတင်ခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့လူထုဒေါသကြီးထွားလာပြီးတဲ့နောက်မှာဘလို့မှဖုံးမရဖိမရဖြစ်လာတဲ့အချိန်မေလ12ရက်နေ့ကျမှအစိုးရကမတမာမှုတွေရှိခဲ့ကြောင်းဝန်ခံပြီးတော့စာမေးပွဲကိုဖျက်သိမ်းပစ်ခဲ့ပါတယ်။ဇွန်လ21ရက်နေ့မှာအစားထိုးစာမေးပွဲပြုလုပ်ပေးမယ်လို့ကြေညာခဲ့ပေမဲ့ကျောင်းသားတို့ရဲ့မကျေနပ်မှုအဆိုင်ခဲကတော့ပြေပြောင်းမသွားခဲ့ပါဘူး။ဒါကိုအစိုးရအနေနဲ့ကျောင်းသားတွေရဲ့ဒေါသကိုဖြေလျှော့ဖို့ရည်ရွယ်ပြီးတော့ဒီမေခွန်းပေါက်ကြားမှုဖြစ်စဉ်မှာပါဝင်ပတ်သက်နေတဲ့ဆိုတဲ့ဘာသာပြန်ဆရာတွေကျောင်းအုပ်ဆရာကြီးတွေနဲ့ပုဂ္ဂလိကကျူရှင်သင်တန်းကျောင်းပိုင်ရှင်အချို့အားလုံးပေါင်း73ဦးထက်မနည်းကိုဖမ်းဆီးပြခဲ့ပြီးတော့ဝန်ကြီးချုပ်မိုဒီကလည်းဒီမေခွန်းပေါက်ကြားမှုကိုကြီးမားလာတဲ့အပြစ်ကြီးအဖြစ်တင်စားပြောဆိုခဲ့ပြီးကျောင်းသားတွေရဲ့အနာဂတ်နဲ့ကစားသွားတဲ့သူတွေကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ပြောကြားခဲ့သလိုပဲနောက်မှဒီလိုမဖြစ်အောင်စနစ်တကျကာကွယ်သွားမဲ့အပြင်ပါဝင်ပတ်သက်သူ73ဦးကိုလည်းဥပဒေအတိုင်းအပြစ်ပေးမယ်လို့သာကတိပေးခဲ့ပါတယ်။ဒါပေမဲ့ကျောင်းသားတွေဘက်ကတော့ဒီလိုပြောဆိုမှုတွေကိုဝန်ကြီးချုပ်မိုဒီကအစိုးရရဲ့လှုပ်ဆောင်ချက်များကိုကာကွယ်ပြောဆိုသွားခြင်းသာဖြစ်ပြီးတော့မိမိတို့ရဲ့အုပ်ချုပ်ရေးဟာကွက်တွေအတွက်ကျောင်းသားများကိုတောင်းပန်ကြောင်းပြောဆိုခဲ့ခြင်းမရှိခဲ့ဘူးလို့ဆုံးဖြတ်ခဲ့ကြပါတယ်အဆိုးရွားဆုံးကတော့ဒီမတမာမှုတွေကြောင့်စိတ်ထိခိုက်လွန်ပြီးတော့မိမိကိုယ်ကိုတေချောင်းကြံစီခဲ့တဲ့ကျောင်းသားကျောင်းသူ20ကျော်ထိရှိခဲ့ခြင်းပဲဖြစ်ပါတယ်ဒီလိုအတိဒုက္ခရောက်နေချိန်မှာနိုင်ငံရေးမိတော့ကိုလောင်စာစီထည့်ပေးလိုက်တာကတော့အိန္ဒိယတရားသူကြီးချုပ်ရဲ့စကားတစ်ခွန်းပါပဲ2026ခုနှစ်မေလအတွင်းဆန္ဒပြမှုတွေမှာပါဝင်နေတဲ့တက်ကြွလှုပ်ရှားသူတွေနဲ့အလုတ်လက်မဲ့လူငယ်တွေကိုလူအတိုင်းဝိုင်းရဲ့ကပ်ပါကောင်ပိုးဟတ်များလို့တရားသူကြီးချုပ်ကလူသိရှင်ကြားဝေဖန်ပြောဆိုလိုက်ရာကနေလူထုဒေါသကအထွတ်ထိပ်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒီစော်ကားချက်ကိုတံပြန်တဲ့အနေနဲ့လူငယ်တွေကရင်းစကလုံးကိုပဲပြန်သုံးချပြီးတော့မေလ16ရက်နေ့မှာပိုးဟတ်ပါတီကိုဖွဲ့စည်းတည်ထောင်လိုက်ကြပါတယ်။ CJP ဆိုတဲ့အမည်ကအာဏာရ BJP ပါတီကိုကာယံညှိပြီးတော့လှောင်ပြောင်းထားတာလည်းဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်မှာတရားဝင်မှတ်ပုံတင်ထားတဲ့ပါတီမဟုတ်ဘဲနဲ့အလုတ်လက်မဲ့နဲ့အစိုးရအပေါ်မကျေနပ်ချက်ရှိတဲ့လူငယ်တွေဥဆောင်တဲ့လှုပ်ရှားမှုပုံစံနဲ့တွားနေတဲ့ဒီပိုးဟပ်ပါတီကဖွဲ့စည်းပြီးရက်ပိုင်းအတွင်းမှာပဲ Instagram လို social media တွေမှာ follower တန်းပေါင်းများစွာရရှိခဲ့ပြီးတော့အာဏာရပါတီရဲ့ account တွေကိုတော့ကြော်တက်သွားတဲ့အထိအင်အားကြီးမားလာခဲ့ပါတယ်။ဇွန်လ6ရက်နေ့မှာတော့ပိုးဟပ်ပါတီကဥဆောင်ပြီးတော့အစိုးရကိုအရေးယူဆောင်ရွက်ပေးဖို့ထိုင်တပိတ်စခန်းတွေစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဇူလိုင်လ20ရက်နေ့မှာဒေလီမြို့တော်မှာထောင်ပေါင်းများစွာသောကျောင်းသားတွေနဲ့လူငယ်အဖွဲ့အစည်းတွေကအုပ်ချုပ်ရေးတာဝန်ရှိသူပညာရေးဝန်ကြီးနှုတ်ထွက်ပေးဖို့အတွက်တောင်းဆိုကြပြီးတော့ပါလီမန်ဘက်ကိုချီတက်ဆန္ဒပြခဲ့ကြပါတယ်။ဇွန်လ28ရက်နေ့မှာလူသိများတဲ့တက်ကြွလှုပ်ရှားသူကျောင်းသားဆိုနန်ဝမ်ချုပ်ကကျောင်းသားတွေရဲ့တောင်းဆိုချက်ကိုအစိုးရကလိုက်ရောတဲ့အထိပိုးဟပ်ပါတီရဲ့တပိတ်စခန်းတစ်ခုမှာအစာငတ်ခံဆန္ဒပြမှုကိုစတင်ခဲ့ပါတယ်။ဇူလိုင်လ30ရက်နေ့မှာတော့ရဲတပ်ဖွဲ့ကဆိုဝနန်ချုပ်ကိုတပိတ်စခန်းကနေအတင်းကျပ်ခေါ်ထုတ်ပြီးတော့နယူးဒေလီဆေးရုံတစ်ခုစီကိုရွှေ့ပြောင်းပစ်ခဲ့ပါတယ်။အဲ့ဒီမှာတော့အခြေအနေတွေကပိုဆိုးရွားသွားပြီးတော့ဒီဖြစ်ပျက်ကအစိုးရရဲ့ဖိနှိပ်မှုတစ်ခုအဖြစ်ရှုမြင်ခံရပြီးတော့ចောင်းသားတို့ရဲ့မကျေနပ်မှုကိုပောက်ကွဲစေခဲ့ပါတယ်။ဒါကြောင့်ပဲဇူလိုင်လ20ရက်နေ့ကလော်ဒေါင်းအမိန့်ကိုဖီဆန်ပြီးတော့ပါလီမန်ကိုဝင်ရောက်စီးနင်းဖို့စ조사သည့်အထိဖြစ်လာခဲ့ပါတော့တယ်။ပိုးဟပ်ပါတီနဲ့ចောင်းသားလူငယ်တွေကပညာရေးကိစ္စတစ်ခုတည်းသာမကပဲနိုင်ငံရေးစနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲရေးအတွက်ပါအောက်ပါအချက်တွေကိုပြက်ပြက်သားသားတောင်းဆိုနေကြပါတယ်။အဓိကတောင်းဆိုချက်တွေကတော့ဝန်ကြီးချုပ်မိုဒီနဲ့ပညာရေးဝန်ကြီးတို့ယာရုကနေပြီးတော့နှုတ်ထွက်ပေးဖို့အနားယူသွားတဲ့တရားသူကြီးချုပ်တွေကိုအစိုးရယာရုဒါမှမဟုတ်လွတ်တော်ယာရုတွေမှာဆက်ခံခွင့်မပေးဖို့မဲစရင်တရားမဝင်ပယ်ဖျက်ခံရမှုတွေအတွက်တာဝန်ရှိသူတွေကိုပြင်းထန်စွာအရေးယူပေးဖို့ပါလီမန်ဝန်ကြီးချုပ်အဖွဲ့မှအမျိုးသမီးတွေအတွက်90%အခွင့်အရေးသတ်မှတ်ပေးဖို့အဓိကကုမ္ပဏီကြီးတွေကပိုင်ဆိုင်ထားတဲ့မီဒီယာလက်ဝါးကြီးအုပ်မှုတွေကိုဖျက်သိမ်းပေးဖို့ပါတီပြောင်းရွှေ့သူများကိုရွေးကောက်ပွဲဝင်ခွင့်ယာရုနေရာယူခွင့်အနှစ်20ပိတ်ပင်ပေးဖို့စတဲ့အချက်တွေပါဝင်ပါတယ်။အဲ့တော့အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်အိန္ဒိယနိုင်ငံရဲ့ Net UG စာမေးပွဲအရှုပ်တော်ပုံကလူငယ်တွေရဲ့အနာဂတ်ကိုသာမကဘဲနဲ့နိုင်ငံရဲ့စနစ်တစ်ခုလုံးအပေါ်ကိုယုံကြည်မှုကင်းမဲ့နေခြင်းကိုပါမိမောင်းထိုးပြလိုက်ခြင်းပဲဖြစ်ပါတယ်။ဒီအခြေအနေများကြောင့်သေဆုံးသူ4ဦးထက်မနည်းရှိနေပြီဖြစ်သလိုကျောင်းသားတွေဘက်ကရောရဲတပ်ဖွဲ့ဘက်ကပါတန်ရာရသူစုစုပေါင်း180ကျော်သွားပြီဖြစ်ပါတယ်။ပညာရေးဖိအားအလုံးလက်မဲ့ပြဿနာတွေနဲ့ထက်တန်းလွာရဲ့အထင်မြင်သေးမှုစုပြုံပေါက်ကွဲထွက်လာရာကနေနှိမ့်ချခေါ်ဝေါ်ခဲ့တဲ့ပိုးဟတ်ဆိုတဲ့စကားလုံးကအခုခါမှာတော့အိန္ဒိယနိုင်ငံရဲ့နိုင်ငံရေးနိုးကြားမှုနဲ့ခေတ်ဟောင်းစနစ်ကိုတွန်းလှန်မဲ့တော်လှန်ရေးသင်္ကေတတစ်ခုအဖြစ်သမိုင်းဝင်သွားခဲ့ပြီပဲဖြစ်ပါတော့တယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။